လူတယောက်ပျက်စီးချိန်တန်လာရင်ဘာတွေကနေစပြီးတော့မှပျက်စီးလာတယ်လဲလူတယောက်ပျက်စီးတော့မယ်ဆိုရင်အတွေးတွေကနေစပြီးတော့မှပျက်စီးပါတယ်မကောင်းတဲ့အတွေးတွေကိုတွေးလာမယ်အဲ့ဒီမကောင်းတဲ့အတွေးတွေကိုခြေခံပြီးတော့မှမကောင်းတာတွေကြမ်းတမ်းတဲ့စကားတွေမှတ်ရိုင်းတဲ့စကားတွေကိုပြောဆိုဆက်ဆံလာမယ်အဲ့ဒီကနေတဆင့်စိတ်ကြမ်းနှုတ်ကြမ်းကနေတဆင့်ခန္ဓာကိုယ်ကပါကြမ်းတမ်းလာမယ်မကောင်းတာတွေကိုသူဘာကိုအနိုင်ကျင့်တာတွေလက်ပါတာတွေကိုထိလက်ရောက်စော်ကားတာမျိုးတွေသူတို့ဘာအသက်တပ်ဖြတ်တာမျိုးတွေစတဲ့ကြမ်းကြမ်းထမ်းထမ်းတွေကိုလှုပ်လာမယ်ဒါဟာအကုသိုလ်ဝင်နေတာလို့ခေါ်တယ်အကုသိုလ်ဝင်တယ်အကုသိုလ်ဝင်တယ်ဆိုတာကသူများကပေးနေတာမဟုတ်ဘူးကိုယ်တိုင်ကကိုယ်မှပျက်စီးတော့မဲ့လက္ခဏာဖြစ်တယ်ဘာကြောင့်လဲဆိုရင်အကုသိုလ်ဝင်တယ်ဆိုတာကမကောင်းတာတွေလှုပ်ရတာကိုကြိုက်လာတယ်မကောင်းတာပြောရတာတွေကိုအရသာတွေ့လာတယ်ကရင်တွေ့လာတယ်မကောင်းတာတွေကြံစီရတာကိုနှစ်သက်လာတယ်ဒါဟာအကုသိုလ်ဝင်နေတာပဲသူတို့ဘာအသက်ရတာကိုနှစ်သက်လာတယ်အရသာတွေ့လာတယ်ဆိုရင်ဒါဟာအကုသိုလ်ဝင်နေပြီဒီလူပျက်စီးတော့မှာသူတို့ဘာကိုကြမ်းကြမ်းထမ်းထမ်းဆဲဆိုဆက်ဆံရတာတွေကိုနှစ်သက်လာတယ်ပို့ပြီးတော့မှဆဲကျင်လာတယ်ဆိုလို့ရှိရင်အဆဲမပါရင်စကားမပြောတတ်ဘူးဆိုရင်ဒါဟာအကုသိုလ်ဝင်နေတာလို့ခေါ်တယ်အဲ့တော့အကုသိုလ်